entrepreneur ဖြစ်မှစုံဦးတည်ထွင်လုပ်ငန်းရှင်ဖြစ်မှဘဝအောင်မြင်တာမဟုတ်ပါဘူးဆိုတော့ခုနကပြောသလိုပဲဝန်ထမ်းဘဝမှာရာထူးကြီးရပြီးအောင်မြင်နေတဲ့လူတွေလည်းအများကြီးပါဆိုတော့တချို့ CEO တွေကဝန်ထမ်းပါတချို့ CEO တွေဝန်ထမ်းပါနိုင်ငံခြားကုမ္ပဏီတွေမှာ CEO တွေလုပ်ပြီးအောင်မြင်တဲ့လူရှိတယ်အဲ့လိုမျိုးပဲမြန်မာကုမ္ပဏီတွေမှာလည်းရာထူးကြီးရပြီးတော့ entrepreneur မဟုတ်ဘဲနဲ့ entrepreneur လို့ကျွန်တော်တို့ခေါ်ပါတယ်ဆိုတော့ကိုကတော့ဝန်ထမ်းပဲဒါပေမဲ့ဝန်ထမ်းမှာရာထူးကြီးရပြီးတော့ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကိုယ့်ရဲ့ဘောင်ထဲကကိုယ့်ရဲ့ယာထူးဟာကိုမဟုတ်ဘဲနဲ့ကိုကလုပ်ငန်းရှင်တယောက်လို့စုံဦးတည်ထွင်ပြီးလုပ်တဲ့လူတော်တော်များများကလည်းဒါလုပ်ငန်းခွင်မှာအောင်မြင်တာဖြစ်ပါတယ်ဆိုတော့ဒီပါကျွန်တော်အနေနဲ့ပြောချင်တာကတော့ဘာလို့ဆိုလူငယ်တွေကိုလမ်းမမှားစေချင်ပါဘူးတချို့လူတွေကခုနပြောတဲ့ဂျက်မာကိုအားကြတယ်ဘသူကိုအားကြတယ်တကယ်ကိုမဆူကဘက်ကိုအားကြတယ်တကယ်တမ်းတော့လူတယောက်နဲ့တယောက်နဲ့တိုက်မတူပါဘူးတကယ်တမ်းစုံဦးတည်ထွင်ဖြစ်ဖို့ပါလာတဲ့လူကဖြစ်ဖို့ဖြစ်တယ်စုံဦးတည်ထွင်ဖြစ်ဖို့မပါဘဲနဲ့ဝန်ထမ်းဘဝမှာပဲလှုပ်လို့ရတဲ့လူကဝန်ထမ်းပဲလောက်တာကောင်းပါတယ်စုံဦးတည်ထွင်လောက်တဲ့အခါကျမှခုနပြောသလိုပဲဘာဖြစ်လာလဲဆိုတဲ့အခါကျအရှုံးတွေများလာတယ်အခက်အခဲတွေများလာတယ်အဲ့လိုဟာမျိုးတွေလည်းဖြစ်ပါလိမ့်မယ်ကျွန်တော်ဆိုရင်ပွင့်လင်းပြောရလို့ရှိရင်ဒါဒီပထမ group ပေါ့နော်ပထမ group မှာကျွန်တော်တစ်နှစ်ကျော်လောက်လုပ်တယ်ပြီးသွားတဲ့အခါကျတော့ခုနပြောသလိုပဲစုံဦးတည်ထွင်လုပ်တယ်ပြီးတဲ့အခါကျတော့ရှုံးတယ်တခါဝန်ထမ်းပြန်လုပ်ရပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီမှာလူငယ်တွေကိုပြောချင်တာကဝန်ထမ်းလုပ်လို့မအောင်မြင်ဘူးမဟုတ်ပါဘူးဝန်ထမ်းလုပ်လည်းအောင်မြင်ပါတယ်နော်